ကျွန်တော်နေ့စဉ်သုံးနေတဲ့ဖုန်းတွေဒါမှမဟုတ် application တွေဟာကျွန်တော်တို့အကျိုးအတွက်ပဲဖန်တီးထားရလို့ခင်ဗျားထင်နေလားနည်းပညာကုမ္ပဏီကြီးတွေကခင်ဗျားတို့ကျွန်တော်တို့ကိုလိမ်နေရလားဖုန်းတစ်လုံးထွက်လာရင်အရင်သုံးနေကြဖုန်းကနှေးသွားတယ်လို့ခံစားရဘူးလားဒါကအထိတ်အတွေကဖုန်းအဟောင်းရဲ့ hardware နဲ့မကိုက်ညီအောင်လုပ်ပြီးဖုန်းနှေးသွားစေရမျိုးပေါ့ဥပမာ Apple ရဲ့ battery case ကိစ္စ Apple ရဲ့ battery case ဆိုတာကတော့ iPhone တွေရဲ့ battery တက်တန်းဟောင်းနှောင်းရတဲ့အခါမှာ Apple ဘက်ကနေပြီးတော့အဲ့ဒီဖုန်းတွေကို performance ကို short ချပေးလိုက်တဲ့ဖြစ်ရပါပြောမယ်ဆိုရင်ဖုန်းတွေက slow down ဖြစ်သွားတယ်ပေါ့ဗျ။ဘာကြောင့်ဖြစ်တာလဲဆိုရင်2019ခုနှစ်နောက်ပိုင်းမှာ iPhone အဟောင်းသုံးတဲ့လူတွေကသူတို့ရဲ့ဖုန်းကတိတိကျကျကိုနှေးသွားတယ်လို့ခံစားလာတယ်။ iPhone က software update ဖြစ်တဲ့တိကျပြောရရင် iOS 10.2.1 ပေါ့နော်။အဲ့ဒီ update ကနေစပြီးတော့ဖုန်းရဲ့ CPU အမြန်နှုန်းကိုကန့်သတ်ထားတာကိုတွေ့ခဲ့ရတယ်။ iPhone ဘက်ကတော့ဒါသုံးစွဲသူတွေတမင်တကာဖုန်းအသစ်ဝယ်အောင်လုပ်တာမဟုတ်ဘူးလို့ရေးဆိုခဲ့ကြတယ်။သူတို့ရဲ့အဓိကအကြောင်းပြချက်ကတော့ရှင်းတယ်။ iPhone ရဲ့ lithium ion battery တွေကကြာလာရင်ဒါထုတ်လုပ်မှုလျော့နေလာပဲဗျာ။ဆိုတော့ဖုန်းက high performance လိုအပ်နေတဲ့အချိန်မှာ battery ကလုံလောက်တဲ့ power မပေးနိုင်ရင်ဖုန်းက unexpected shutdown ဖြစ်သွားနိုင်တယ်။ပြောမယ်ဆိုရင်ဖုန်းပိတ်သွားနိုင်တယ်ပေါ့ဗျာ။ဒါကိုကာကွယ်ဖို့အတွက် battery သက်တမ်းမကောင်းတဲ့ဖုန်းတွေကို CPU speed short ချပြီးတော့ battery ရဲ့သက်တမ်းကိုထိန်းညှိပေးတာလို့လည်း Apple ကဆိုတယ်။ဒီကိစ္စရဲ့ရလဒ်ကြောင့် Apple ကတရားဝင်လူသိရှင်ကြားတောင်းပန်ခဲ့ရတယ်။တရားစွဲဆိုမှုပေါ်များစွာကိုလည်းရင်ဆိုင်ခဲ့ရတယ်။အဲ့လိုနဲ့ battery ရဲ့လဲလှယ်နှုန်းကို$85ကနေပြီးတော့$29အထိ short ချခဲ့တယ်။တမိုင်းတစ်လျှောက်ဈေးသက်သာဆုံးနောက်ပြီးတော့ iOS ရဲ့ update တွေမှာမိမိဖုန်းရဲ့ battery ကျန်းမာရေးကိုသိရှိနိုင်ဖို့အတွက် battery health ဆိုတဲ့ feature ကိုလည်းထည့်သွင်းပေးလာခဲ့တယ်။ရော်ကြီးအနေနဲ့ကတော့ Apple က American dollar တန်း900ကျော်ပါဝင်နိုင်ငံတကာမှာရော်ကြီးအများကြီးပေးဆောင်ခဲ့ရတယ်။နောက်ထပ်ကိစ္စတစ်ခုကိုပြောရမယ်ဆိုရင်တော့ဖုန်းတွေကပြင်လို့မလွယ်ဘူး။ပြင်လို့မလွယ်တဲ့အခါကျတော့ဗျာအသစ်ဝယ်ရတာပြင်ရတာထပ်ပိုပြီးတန်တယ်လို့ခံစားရစီ။အဲ့လိုမျိုးကပောက်တီးကပောက်ရှာလုပ်ရက်တွေဆိုရင်ထုံးစံတိုင်း Apple ရပြီ။ Apple ကသူတို့ဖုန်းတွေမှာတုံးထားတဲ့မူလီတွေကိုတော့မှပဲသူတို့ကုမ္ပဏီကထုတ်တဲ့စကူနဲ့ပဲအဲ့လိုဖြုတ်တက်လုပ်လို့ရမယ်ပေါ့ဗျာအဲ့လိုမျိုးပြင်ဆိုင်တွေမျက်စိနှောင်လို့လုပ်ထားတဲ့ဟာတွေအများကြီးဘလို့ပဲပြင်သူတို့ရှိပဲဆရာရောက်ပြောမယ်ဆိုရင်ပစ္စည်းတစ်ခုကိုဘလို့ကြာရှည်ခံအောင်လုပ်မယ်ဆိုတာထက်ဘလို့မျိုးဝယ်ချင်လာအောင်လုပ်မလဲဆိုတာကိုဥတည်နေကြခင်ဗျားလည်းကြာရှည်ခံအောင်လုပ်တော့မှပဲဘယ်သူကအစ်စ်ဝယ်တော့မှလဲဆိုအဲ့ဒါလည်းဟုတ်တာပဲပြီးတော့အခမဲ့ဆိုတဲ့စကားလုံးကိုခုနောက်ပိုင်းမှာတော်တော်လေးကြားလိုက်အခမဲ့ဆိုတာတော့ကြောက်ဖို့ကောင်းတဲ့ဟာတော့မရှိတော့ပြောလို့ပြောတာမဟုတ်ဘူး Google တို့ Facebook တို့ TikTok တို့ဒါတွေအကုန်လုံးအခမဲ့တုံးခိုင်းထားတာတွေဒါပေမဲ့အခမဲ့ဆိုတဲ့စကားလုံးရဲ့နောက်မှာကျွန်တော်တို့ပြန်ပေးလိုက်ရတဲ့ຢာတွေကတော့အခမဲ့တော့ဟုတ်မနေပထမတစ်ချက်တည်ထားမှာကိုလူကကာဆက်မှာလုံးဝမဟုတ်ပါဘူးကိုလူက product ပါပဲ product ခင်ဗျားရဲ့ဝါသနာတွေတည်နေရာတွေစတာတွေကိုကြော်ညာကုမ္ပဏီတွေကလိုက်တယ်ပေါ့ဗျာရှင်းပြောရရင် average နဲ့တွက်ပြီးတော့ယူတယ်ပေါ့ဥမာတက်တော်သုံးတဲ့လူတွေထဲမှာဘယ်လိုလူတွေအများဆုံးလဲဥမာကျင်ဟောလူတွေအများဆုံးလားဆိုတော့ privacy ကိုအလေးထားလို့ပြောပေမဲ့ခင်ဗျားကြောင့် तू ကပိုတော့သိနေသေးဒီဘောင်ဒါကိုဘယ်လိုသိရလဲလို့ပြောရမယ်ဆိုရင်တော့တခြားပေါ့ AI နဲ့လောက်တာပဲ AI နဲ့ခင်ဗျားအခုဘာကိုကြည့်လိုက်လဲပြီးတော့အဲ့ဒါဆိုရင်ခင်ဗျားကိုဘာပြရမလဲဆိုတဲ့ဟာကိုစက္ကန့်ပိုင်းတွင်ပြောင်းလဲသွားဗျာခင်ဗျားအခုပြိုင်ကားတစ်စီးအကြောင်းကိုရှာပြီးတော့ကြည့်ပြီးတော့ like တွေပါပေးလိုက်ပြီးပြန်ထွက်လာတဲ့အချိန်မှာခင်ဗျားရဲ့ for you page မှာကျတော့ပြန်ကားတွေတက်နေတော့တာနောက်တစ်ခုကတော့ Facebook သုံးတဲ့လူတွေ Telegram သုံးတဲ့လူတွေဆိုရင်ပိုသိလိမ့်မယ်အဲ့တစ်ခုထဲမှာ account တစ်ခုကိုဖြတ်ဖို့အတွက်ဘယ်ကရှာမှန်းမသိဖြစ်နေဘူးလားဒါမှမဟုတ်ကြော်ညာတက်လာလို့ကြော်ညာကိုပိတ်ဖို့ကြိုးစားတဲ့အချိန်မှာဘယ်ကဘယ်လိုမှမသိတဲ့ link တွေကိုရောက်သွားပြီး website တွေကိုဝင်သွားပြီးတော့ဘာတွေပေါ်လာမှန်းမသိရဘူးအဲ့ဒါမျိုး dark pattern လို့ခေါ်တယ်အကောင့်ဖွင့်ရတာလွယ်သလောက်ဖြတ်ဖို့ကြတော့ service ကိုပဲဖုံးစားတော့မလို့ email ကိုပဲပို့ရတော့မလို့ရှုပ်ထွေးအောင်လုပ်ထားတာမျိုးပေါ့ဗျာနောက်တစ်ခုကတော့ algorithmic manipulation လို့ခေါ်တယ်ပြောမယ်ဆိုရင် owner ကိုထိန်းချုပ်ခြင်းပေါ့အဲ့တော့တစ်ခါလေကြုံမှုကြလားမသိဘူး TikTok တို့ Facebook တို့သုံးနေချင်းအချိန် 3-4 နာရီလောက်ဘယ်လိုကုန်လို့ကုန်မှမသိရမျိုးဒါတိုက်ဆိုင်မှုတတ်တော့ဟုတ်မနေဘူးအဲ့ဒါကိုကျွန်တော်ကအပိုင်းတစ်ပိုင်းခွဲပြီးတော့ပြောပြပါမယ်နံပါတ်1အနေနဲ့ကတော့ dopamine လောက် algorithm တွေကတင့်ဝင်နောက်က dopamine တွက်စီမဲ့ကုလက်တွေကိုပဲရွေးပြပြီးတော့တင့်ကိုဆွဲလန်းအောင်ပြောမယ်ဆိုရင် accident ဖြစ်အောင်လို့သိပ္ပံနည်းကြဖန်တီးထားတာပါနောက်တစ်ခုကတော့ echo chain ပါတင်ကြိတ်တာတွေပဲ तू ကရွေးပြနေမှာတော့တင်းကဒီ platform ပေါ်မှာပဲဆက်နေပြီးတော့မှာပေါ့ပြောမယ်ဆိုဒီနေရာမှာနည်းနည်းလေးသိပ္ပံနည်းကြဆန်သွားပြောမယ်ဆိုဗျာလူနှစ်ယောက်ကအခန်းတစ်ခန်းထဲမှာထိုင်နေတယ်ဘေးရင်းကပ်ပြီးထိုင်နေရမယ်တယောက်ကကျတော့စာအုပ်ဖတ်နေတယ်တယောက်ကကျတော့ game ဆော့နေအဲ့စာအုပ်ဖတ်တဲ့တယောက်ကကျတော့သူစိတ်ဝင်စားတဲ့ကျောင်းစာအုပ်ပေါ့ဗျာကျောင်းစာအုပ်ကိုဖတ်နေတဲ့အချိန်မှာအချိန်တစ်နာရီဆိုတာသူကကြာပြီပဲဒါပေမဲ့ဒီဘက်မှာ game ဆော့နေတဲ့တယောက်ကကျတော့တစ်နာရီဆိုတာ game နှစ်ပွဲစာပဲရှိဆိုမြန်ဆန်နေရောပဲအချိန်ကြီးတယောက်မှာနှေးကွေးနေတဲ့အချိန်တယောက်ကမြန်ဆန်နေအချိန်ကတော့တစ်နာရီပဲအဲ့ဒါကြောင့်ဦးနှုတ်ကနေဒိုပါမင်းထုတ်လွှတ်မှုများတဲ့
content တွေကိုရွေးပြပြီးတော့တင်းကိုအချိန်မကြောက်လို့ထင်စီအောင်လို့လှုပ်ထားတယ်ဒီအဲ့ဒီမှာဂိမ်းဆော့တယ်လို့ပဲနှစ်ပွဲလောက်ပဲရှိသေးတယ်ငါနှစ်ပုတ်လောက်ပဲကြည်ရသေးတာပါတဲ့ဒီကမှာစကားချင်းနိုင်ခွက်ဆိုဘလို့ကုံသွားမှမသိโอเคနောက်ဆုံးတစ်ခုကတော့ကိန်းကနက်နေလဲလှည့်စားတာမျိုးအားလုံးပဲဖုံးဝယ်ကြုံဘူးကြလိမ့်မယ်မက်ဂါပီဆယ်များတိုင်းကင်မရာပိုကောင်းတယ်ဆိုတာမျိုးတကယ်ကမက်ဂါပီဆယ်များတဲ့ကင်မရာပိုကောင်းတာတော့မဟုတ်စံစားမကောင်းနေဘူးဆိုရင်ခက်တဲ့ပုံကြီးကဝါတာနေမှာပဲဗျာဆိုတော့မက်ဂါပီဆယ်များတိုင်းကင်မရာကောင်းတာမဟုတ်ဟိုပြီးရင်တဘာဝပါဝင်ခြင်းကိုထိမ့်သိမ့်ဖို့အတွက်ဆိုပြီးအသင်းကောင်းတွေရှောက်ဖြုတ်ပြီးတော့တကယ်တမ်းကျတော့အမြဲရဖို့အတွက်အသင်းကောင်းတွေပြန်ရောင်းနေတာโอเคညီကုန်းအနေနဲ့ကျွန်တော်တို့ကဘာလုပ်နိုင်မှာလဲခင်ဗျာအဲ့လိုတွေပြောနေရောကျွန်တော်တို့ကဘာလုပ်နိုင်မှာလဲမသုံးဘဲမနေနိုင်ဟုတ်ပါတယ်ကျွန်တော်လည်းမသုံးဘဲမနေနိုင်ဒါပေမဲ့ဒီဟာတွေတိထားတော့ကျွန်တော်တို့တတိထားပြီးတော့သုံးလို့ရတာပါဗျာအခုကျွန်တော်ပြောသွားတဲ့အချက်တွေထဲမှာကြုံမှုတဲ့အချက်တွေရောပါလားဒါမှမဟုတ်ထပ်ပြီးတော့ကြုံခဲ့ရတဲ့အရာတွေရောရှိသေးလားအဲ့ဆိုရင်တော့ကောင်းမှပြောတတ်ပေးပါကျွန်တော်တို့မူပါနောက်ဗီဒီယိုမှာပြန်တွေ့မယ်